ဒါကတော့ဂျာဂွာဂျက်ကွယ်ကြားသိတဲ့ကောင်ပါသူတို့ဟာဓမ္မထိတ်တန်းအမဲလိုက်တဲ့တော်ဝါတွေပါသူတို့ဟာအမေရိကတိုက်မှာအရွယ်စားအကြီးဆုံးနဲ့အင်အားကြီးဆုံးကြောင့်မျိုးလုံးဖြစ်ပါတယ်ဒီဂျာဂွာကြားသစ်ဟာကိုလေးချိန်ကို10ကီလိုဂရမ်ကျော်ရှိပါတယ်သူတို့ဟာအစာစားနှုန်းနဲ့အရင်ကြီးပါတယ်ရက်အနည်းငယ်တိုင်းအသား10ကီလိုဂရမ်လောက်ကိုစားသုံးဖို့လိုအပ်ပါတယ်ဒါဟာအိမ်သုံးအဝတ်လျှော်စလုံးကြီးတစ်ခုစားလောက်ရှိပါတယ်ဒါကြောင့်သူတို့ဟာအသက်ရှင်တန်ဖို့အတွက်အဆက်မပြတ်အမဲလိုက်နေရပါတယ်။သူရေဝက်အုပ်စုတစ်စုကိုတွေ့သွားပါတယ်။သူတို့ကကာပီပါရာကတိကွာလို့လည်းခေါ်ပါတယ်။ရေဝက်ဟာကမ္ဘာအကြီးဆုံးတိုက်ဖြတ်စားတဲ့တော်ဖြစ်ပါတယ်။သူတို့ဟာတမန်တော်ကပဲအလုံးတိုက်ခိုက်လို့နေဖြစ်ပါတယ်။အောင်မြင်တဲ့အမဲလိုက်မှုအတွက်တိတ်တဆိတ်ချင်းတက်ဖို့ကအရေးကြီးပါတယ်။ဂျာဂွာဂျာတစ်ဟာအမဲကိုဖမ်းဖို့တမီတာกว่าအထိချင်းခဲ့ရတာဒီတစ်ခါတော့အောင်မြင်တယ်သူတို့ကကိုလေကြီးမှတော့စိတ်တစိတ်ချင်းတက်ဖို့မလိုပါပြီးတော့ပတ်ဝန်းကျင်မှာတခြားအမဲလိုက်တဲ့တော်တွေလည်းရှိနေပါတယ်သူရေဝက်ကိုအမဲလိုက်ဖို့လက်လျှော့လိုက်ပြီးတခြားအစာကိုရှာဖွေပါတော့တယ်ဂျာဂွာဂျာတစ်ကငါးစားကျင်လာပြီးမြစ်ထဲကမိချောင်းကိုပြစ်မှတ်ထားလိုက်ပါတယ်ဒီကျောင်းဆိုပြီးလည်းသူတို့ကတော့ငါတို့ပါလေပါရာဂွေးကေမန်ဒီကျောင်းဟာအလျား3မီတာအထိရှိနိုင်တယ်ကိုလေးတွေ49ကီလိုဂရမ်ကျော်ပါတယ်သူတို့ရဲ့သွား84ချောင်းကဓာတ်လိုမျိုးထက်မြက်ပါတယ်ပြီးတော့တကူလုံးကိုမာကျောတဲ့အခြေခွန်တွေနဲ့ဖုံးအုပ်ထားပါတယ်ဒီမြစ်ထဲကဘီလူးတွေဟာသူတို့ရဲ့အားကောင်းတဲ့တိုက်ခတ်နိုင်တယ်ဘယ်မဲကိုမဆိုဖမ်းဆီးနိုင်ပါတယ်ဒါပေမဲ့ဘယ်ကြောင့်မျိုးနွယ်ဝင်မှဒီလိုတွေးဆောင်မှုကိုမတားဆီးနိုင်ပါဘူးဂျာဂွာကြားတစ်မှာလည်းခွင့်ရမရှိတာတော့မဟုတ်ပါဘူးသူတို့ရဲ့ကြိုက်အားကအရင်ရှိပါတယ်သူတို့ရဲ့ကြိုက်အားကဥကောင်းဧရိယာရဲ့60%ကိုတွန်းချုံထားပါတယ်ခန္ဓာကိုယ်အရွယ်စားနဲ့ရှင်ရင်ဂျာဂွာကြားတစ်ရဲ့ကျွတ်သားမြင်တွေကတခြားကြောင့်မျိုးနွယ်ဝင်တွေထက်9%ကိုများပါတယ်ဒါကြောင့်သူတို့ကအလွန်ရမှာပါတယ်ဒီကဲစုလိုထက်မြက်တဲ့သွားတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါဂျာဂွာကြားတစ်ရဲ့ကြိုက်အားကတကယ်ကိုအမှန်ခံပါပဲဒါဟာကြောင်မျိုးနွယ်ဝင်အားလုံးထဲမှာအားကောင်းဆုံးဖြစ်ပါတယ်။ဒီမမီကျောင်းရဲ့အခြေပုံကိုဓာတ်ရိုက်ဖောက်ထွက်နိုင်ပါတယ်။ပြီးတော့ဂျာဂွာကြားတစ်ကမိကျောင်းရဲ့အားနည်းချက်ကိုကောင်းကောင်းသိပါတယ်။ရန်သူနယ်မြေတွေကိုဝင်ရောက်သွားပါပြီ။ဂျာဂွာကြားတစ်ကလည်းကြောက်တဲ့ကြောင်လို့ပြောပါဘူး။အကြီးကျယ်တိုက်ခိုက်တော့မှာပါ။ဒီတိုက်ပွဲဟာအသက်သေဆုံးတဲ့အထိပြင်းထန်မှာပါ။ဒါကတော့အနီးကပ်တိုက်ပွဲဂျာဂွာကြားတစ်ကသူ့ရဲ့ထက်မြက်တဲ့လက်သေးတွေကိုတုံးပြီးပြီးကြောင်းနဲ့လုပ်ခဲ့နေပါတယ်ပြီးတော့သူ့ရဲ့အသေးချဖမ်းဆီးနိုင်မဲ့အခွင့်အရေးကိုစောင့်နေပါတယ်ရေအောက်မှာအမြင်အာရုံနေတဲ့အတွက်ဂျာဂွာကြားတစ်အတွက်မလွယ်ဘူးပါဘူး။ဒါကြောင့်သူ့ရဲ့နောက်ထပ်ထိခိုက်မှုသူ့ရဲ့ဘာသာဝင်24ချောင်းမှာဘယ်လိုအာရုံခံနိုင်စမ်းကောင်းပါလဲ။ဒီကျောင်းရဲ့အားနည်းချက်ကိုသူစာဖို့ရှိသွားပါဘူး။နောက်ဆုံးမှာတော့ဂျာဂွာကြားတစ်အနိုင်ရသွားပါပြီ။နောက်တစ်ပတ်စာအတွက်အစာဖူလုံသွားပါပြီ။ဂျာဂွာကြားတစ်ဟာကြောင်မျိုးနွယ်ဝင်တွေရဲ့အံ့ဩဖွယ်အမဲလိုက်နိုင်စွမ်းကိုပြသသွားခဲ့ပါတယ်။သူတို့ဟာထိတ်တန့်အမဲလိုက်တတော်ဝချင်းဖြစ်ပါစေဘယ်ပြိုင်ဘက်ကိုမဆိုစိန်ခေါ်ရဲပါတယ်။